အားလုံးပဲမင်္ဂလာပါရှင်စာရေးဆရာကြီးတင်ညွန့်ရဲ့ရိုးမပေါ်မှာကြားတဲ့မျက်ရည်အပိုင်း14ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်အပူမီးတောက်ကျောင်းဆင်းချိန်တွင်အစည်းအဝေးခေါ်ထားသည့်ဆရာမတွေကမျက်နှာမကောင်းကျောင်းလှုပ်ချိန်မှအစည်းအဝေးခေါ်ရသလားဟုလည်းအပြစ်တင်ကြကြောင်းပြတာရသူကိုချက်ချင်းခန့်လိုက်ခြင်းခံရသည့်ဝင်းနိုင်ကပြန်ပြောပြသည်သူ့ကိုကျွန်တော်ကအော်ဒါလှည့်ခိုင်းပြီးသိရှိကြောင်းလက်မှတ်ထိုးခိုင်းသောကြောင့်ဖြစ်သည်ဝင်းနိုင်ကကျောင်းတွင်ကူပေါ်လောင်ဖက်အတော်လေးရနေပြီဖြစ်သည်ခိုင်လေပေါ့ပေါ့ပပလုပ်သည်သူကထမင်းစားရလျင်ကျိန်နဲ့သည်မုံပိုးပေးသောအခါစိတ်လိမ်ဝယ်တောက်သည်ကျွန်တော်ကစူသဖြင့်စိတ်လိမ်မတောက်တော့ကိုဆန်းနိုင်ကသပင်တွေကိုညှက်ပေးထားပြီးအိမ်မှန်စားမှန်ဖြစ်လာသောကြောင့်မျက်နှာလေးလည်းပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာပြီးပြောင်းရောက်လာသည်ကျွန်တော်ကဝင်းနိုင်ရောက်လာသဖြင့်ကျောင်းမှာပဲချက်စားသည်ဝင်းနိုင်ကအချက်ပြုတ်လဲအားကိုးရသည်ကျွန်တော်မှာအိုးခွက်တွေကိုအိမ်ထောင်ထူထောင်ကာစားလိုဝယ်ရသည်ဝင်းနိုင်ဈေးဘိုးတောင်းလျင်လည်းထုတ်ပေးရသည်သို့တော်ဆရာတပည့်နှစ်ယောက်မြင့်ကျော်နှစ်ပဲပြုတ်ကိုနှစ်ပါးသွားနေရသည်ကများသည်ကိုတိုးကသာဟင်းတွေယူလာပေးတတ်သည်ဝင်းနိုင်ကိုကောက်ရလိုက်သလိုရလိုက်ခြင်းကလည်းကျွန်တော်အတွက်အဖော်ဖြစ်စေသလိုကျောင်းတွင်လည်းတောက်တူမရခိုင်းစရာဖြစ်လာသည်ညနေကျောင်းဆင်းချိန်တွင်ဆရာတွေဆရာမတွေရောက်လာသည်ကျွန်တော်ကကျောင်းဝတ်စုံဝင်ရန်ကျောင်းတက်ကျောင်းဆင်းလက်မှတ်ထိုးရန်ကျောင်းမလာလျင်ခွင့်တိုင်ရန်ကျောင်းမတက်မီ15မိနစ်ကြိုရောက်ရန်ညနေကျောင်းဆင်းလျင်ကျောင်းသားများကုံမှပြန်ရန်ထပ်ပြောရသည်ကျွန်တော်ဒါတွေထူးဆန်းလုပ်ပြီးပြောနေတာတခုမှလည်းမဟုတ်ပါဘူးဆရာမတို့ကျောင်းဆရာဖြစ်ကြတဲ့ကလိုက်နာနေကြရတဲ့ဟာတွေပါတစ်သက်လုံးဒီလိုပဲနေခဲ့တာပြဿနာမရှိဘူးလို့ပြောကောင်းပြောနိုင်ပါတယ်အဲ့ဒီလိုနေတော့လည်းပြီးတာပါပဲဒါပေမဲ့ရွာကတော့မလေးစားဘူးပေါ့ကျွန်တော်ကတိတ်ခါရှိသောကျောင်းနဲ့လေးစားစရာကောင်းသောဆရာတွေဖြစ်စေချင်တဲ့စံသားနဲ့ဒါတွေကိုလုပ်နေတာလို့တော့သဘောပေါက်ပြီပါကိုဝင်းချစ်ကတချို့ကိစ္စတွေမှာမျိုးကအတိုင်းနဲ့စာအုပ်ကြီးတွေကအတိုင်းလုံးလို့မရနိုင်ဘူးထင်တယ်ဆရာတော့မှာကတော့ပိုရနိုင်ရမှာပေါ့ဆရာမျိုးမှာကသာကြောင်းလာဖို့ချိန်တွေအများကြီးယူရတာဒီမှာကျောင်းကိုနိုင်ဝက်လျှောက်လာရတဲ့သူတော့မရှိဘူးတောထဲတောင်ထဲပဲမဲ့ကျွန်တော်တို့တိဆောက်ထားတဲ့စောက်အုံကြီးကကျောင်းပါခမညာအင်မတန်ဂုံတိတ်ခါကြီးပြီးလေးစားစရာနေရာကြီးပါဒီစောက်အုံကြီးရဲ့ဂုံတိတ်ခါကိုမြင့်မအောင်ကျွန်တော်ကိုဆရာတွေဆရာမတွေကဝိုင်းထိန်ပေးရမယ်။ကျောင်းသားတွေကိုလည်းလေးစားအောင်လုပ်ရမယ်။ကျွန်တော်တို့အတိုက်ဝိုင်းကညီညွတ်နေမှစီကန်းရှိမှရက်ရွာကလည်းလေးစားမှာပေါ့။ဆရာတို့ဖြစ်တယ်လို့နေဖြစ်တယ်လို့ထိုင်ခဲချစဉ်နဲ့အခုချိန်ရွာကဆရာတို့ပေါ်ထားတဲ့သဘောထားကြည့်တဲ့အကြည့်တွေတူမတူဆရာတို့လေးလာကြည့်နိုင်တာပဲ။ဆရာမကြီးကထပြီးလူပဲမကြမ်းမာတာရှိကောင်းရှိမှပေါ့ပြက်ကွက်ခွင့်လေးတော့ပေးရမှာပေါ့။ကျောင်းပြက်ရင်ခွင့်တိုင်ရပါတယ်။စနစ်တကျခွင့်တိုင်မှာကျွန်တော်ပုံစံတွေထုတ်ပေးထားတယ်။ဖြစ်တယ်လို့မတိုင်နဲ့ကျွန်တော်လက်မခံဘူးငါကြောင်းမတက်နိုင်လို့ပြောလိုက်စမ်းပါဆိုပြီးနှုတ်နဲ့လာမလို့နဲ့ကျွန်တော်လက်မခံဘူးဒါကြောင့်ခွင့်ပုံစံရိုက်ပေးထားတယ်ခွင့်တိုင်ခြင်းရင်စနစ်တကျတိုင်ဝန်တန်းခွင့်ခံစားခွင့်အတိုင်းအတိအကျရမယ်ဆရာတို့ဘက်ကအတိအကျလို့ကျွန်တော်ဘက်ကလည်းရပိုင်ခွင့်တွေကိုအတိအကျရဖို့တာဝန်ယူတယ်ကျွန်တော်ကရေနွေးချမ်းတစ်ခွက်တောက်လိုက်ပြီးကျွန်တော်နောက်ဆုံးဆွေးနွေးချင်တာကတော့8တန်းကိစ္စကျွန်တော်ဒီနှစ်အစိုးရစစ်8တန်းကိုတန်းလုံးကျော်အောင်စေခြင်းနဲ့လူလေး22ယောက်ပဲရှိတာအောင်ဖို့ကြိုးစားရအောင်ဗျာမဖြစ်နိုင်ဘူးထင်တယ်ဆရာနှစ်တိုင်း90ရာနှုန်းမှမကြော်တာ30လောက်အများဆုံးပဲလေဒါဆိုကျွန်တော်တို့တက်ညီလက်ညီလောက်တဲ့နှစ်မှာ90ရာနှုန်းအောက်လောက်ပဲကြည်နေမယ်ဆိုတဲ့သဘောလားဆရာစိတ်ကဘလောက်ရှိရှိဆရာကျောင်းသားကျောင်းသူတွေကငထုငပိန်းနေလေဘလို့ဖြစ်မလဲဆရာတို့ဆရာမတို့ဓာတ်ကိုမသွေးပဲခုတ်မရဘူးလို့ပြောမှလားသွေးကြည့်ဖို့မစဉ်းစားတော့ဘူးလားအားမထုတ်ပဲမဖြစ်နိုင်ပါဘူးလို့ပြောတာကိုကျွန်တော်လက်မခံနိုင်ဘူးကျွန်တော်တင်ရတဲ့လောက်တော့တိတ်ဆိုးတဲ့သူတွေလည်းတယောက်မှမပါဘူးကြောက်ရိုင်းလေးတွေတိုးရင်တောက်လာမှာပါကျမတို့ကတော့အောင်စည်းကျင်တာပါပဲသူတို့ကိုယ်တိုင်ကခက်ပြင်းပြင်းတွေပါမပြင်းပါဘူးဗျာခမရတို့အဆုံးဖြတ်မစောပါနဲ့လှုပ်ကြည့်ရအောင်ပါကျွန်တော်ကတော့တွဲပတ်ရဲ့အနာဂတ်ကသူတို့အပေါ်တည်နေတယ်ခုတက်နေတဲ့9တန်းတွေအောင်မှ10တန်းကလည်းဆက်ဖွင့်နိုင်မယ်10တန်းအောင်မှလည်း9တန်းတက်နိုင်မယ်တကယ်တော့ရွာရဲ့အနာဂတ်အတွက်ကျွန်တော်တို့စူးစမ်းကြည့်ဖို့တိုက်တွန်းပါတယ်အဆင့်မီပုံစံအနေနဲ့ကျွန်တော်တို့သူတို့ကိုပုံမှန်တင်မယ်ကျွန်တော်တို့မှာအောင်ချက်ကောင်းဖို့ plan A plan B တွေထားမယ်ဆရာတို့ဝိုင်းပြီးအကြံပေးပါအခက်ခဲရှိရင်လည်းဝိုင်းဆွေးနွေးပါအပြေရှာကြမယ်ဒီနှစ်ရွာရဲ့စိတ်ဝင်စားမှုတွေကိုးစားမှုတွေလိုချင်ရင်ကျွန်တော်တို့စူးစမ်းပြရမှာပေါ့ဆရာတို့ဆရာမတို့ကိုကျွန်တော်ကြိုးပြောပါမယ်မဖြစ်နိုင်ဘူးလို့တော့ကျွန်တော်ဘယ်တော့မှလာမပြောနဲ့ဘာတွေဖြစ်နိုင်လဲဘလို့ဖြစ်အောင်လုပ်မလဲဆိုတာကိုပဲလာပြောပါ။ကိုင်းဆရာတို့ဆရာမတို့စီကဆွေးနွေးချက်ကိုကျွန်တော်ကြားချင်တယ်။အားလုံးတိတ်နေကြသည်သူတို့တွင်တွေးစရာတွေဖြစ်ကောင်းဖြစ်နိုင်သည်။မဖြစ်နိုင်ဟုလည်းထင်ကောင်းထင်နိုင်သည်။တစ်သက်လုံးတာဝန်ကြီးလောက်လုပ်သူတွေနှင့်
တာဝန်မကျေလဲပါမှမဖြစ်ဆိုသည့်အလေးအထားတွင်ကျင်လည်နေရသောကြောင့်သူတို့မဝင်မရဲဖြစ်ချင်လဲဖြစ်နိုင်သည်ကဲဆရာတို့ဆရာမတို့ဘာမှမပြောရင်ကျွန်တော်ပြောပါမယ်ကိုကြတဲ့တာဝန်ကိုအကောင်းဆုံးလုပ်ကြပါဒါဟာတကြောင်လုံးကိုစောင့်ရှောက်တာပါပဲကျွန်တော်အနေနဲ့တော့တာဝန်နဲ့ပတ်သက်လာရင်စီကန်းဆိုတာနဲ့ကင်လို့ခတ်ထန်ကောင်းခတ်ထန်ပါလိမ့်မယ်ကျန်တဲ့အပိုင်းသဘောထားကတော့ညီကိုမောင်နှမတွေလိုသဘောထားပြီးဆက်ဆံနိုင်တယ်ဒါပါပဲပြောစရာမရှိရင်လည်းပြန်နိုင်ပါပြီအားလုံးပြန်ကုန်တော့လဲကိုတိုးကနေခဲ့သည်လူကုန်သွားသည့်အခါတွင်တမောင်ဝင်းမင်းအစားမောတယ်ကွာဘာဖြစ်လို့လဲဗျလာသမျှဆရာအားလုံးကတက်တက်တာတာနဲ့လာစာထုတ်စားနေရလीမင်းကြမှာပြေးရလွှားရကျိုးတုတ်ခံရပြောရဟောရနဲ့မောပါကျွန်တော်ဇာတာကပင်မခံရတဲ့ဇာတာပဲဘရောမှလည်းလွယ်လွယ်လေးနဲ့ဖြစ်ခဲ့တာတခုမှမရှိဘူးဒါနဲ့ဥပမြင့်တယောက်နေမကောင်းဆိုသွားကြည့်မလို့လိုက်အောင်မလားသွားလေလိုက်တာပေါ့ငါလည်းမတွေ့ရကြပြီညနေခင်းတွင်မိုးမရွာလေကကွင်းဘက်မှတပြူးပြူးတိုက်နေသည်မိုးတွေကတော့အုံနေသည်ကျွန်တော်တို့ဖျားလန်းတိုင်းလျှောက်လာချိန်တွင်ဝင်းနိုင်ကနောက်ကနေပြေးလိုက်လာသည်ဆရာကြီးကိုကြောင်းမှမတွေ့လို့ဟင်မင်းကပဲသွားနေရလေရွာထဲမှာဟင်းချက်ဆရာသွားရှာတာလေတောင်ပိုင်းမှာဝက်ပေါ်တယ်တဲ့ဝယ်ကျွေးပါလားဆရာကြီးရဲ့ဝက်သားလေးပါလေးစားကြတယ်မြစ်တွေကြီးပဲစားနေရတာအေးရော့ဒီမှာပတ်စံယူသွားရော့90သားလောက်ပဲနော်တော်ပြီကိုတိုးကဝင်းနိုင်ငါအတွက်လည်း90သားဆွဲခဲ့ကြောင်းမှာပဲထားပြန်မဝင်ယူမယ်ရော့ပတ်စံဝင်းနိုင်ကပျော်ရွှင်စွာနဲ့ပြေးထွက်သွားသည်ကျွန်တော်တို့ဥပမြင့်တဲထဲကိုဝင်လိုက်ရာဖျားစင်အောက်တွင်ဆောင်လေးခြုံပြီးရင်းနေသောဥပမြင့်ကိုတွေ့လိုက်ရသည်ဟဲ့မလားဘယ်သူမှမရှိဘူးလားလူမမာဒီတိုင်းထားရသလားမိဖို့ကြောင့်ထဲမှာရှိပါရဲ့ရှင်ရေနွေးတယ်နေလို့ပါမလာကထွက်လာသည်ဥပမြင့်ဇနီးကလည်းခမောက်ကြီးဆောင်ပြီးတဲတဲဝင်လာသည်ရေတွေသွားဖောက်ချနေတာဆရာကြီးရဲ့မြေးလေးကဆရာကြီးနဲ့မတိုးကြီးအတွက်ရေနွေးလေးလုပ်လေဘာဖြစ်လို့လဲဘာကငှက်ပြားလေးပြန်တက်နေပြန်ပြီညကဆိုတတိတောင်လက်တယ်စေးမထိုးဘူးလားအားလုံးငြိမ်နေကြသည်ကိုတိုးကလူမမာနီးသွားပြီးဆောင်လေးကိုလှက်ကြည့်သည်ဟဲ့တတိလက်နေတယ်လို့ပဲနော်မျက်ဖြူလေးလဲလန့်လို့ဦးလေးအဖိုးခြေထောက်ချိုးသူချိုးနှိပ်သူနှိပ်ချိန်တွင်ဥပမြင့်ကအင်းဆိုပြီးတတိပြန်လဲလာသည်ဟာမဖြစ်ဘူးနဲ့တူတယ်စေးုံခေါ်သွားရအောင်လေဟုတ်တယ်ခြေနေကတမျိုးကြီးပဲကျွန်တော်တို့ဥပမြင့်ကိုစေးုံပို့ရန်ပြင်ဆင်ရပြန်သည်ဖျားလန်းကလှဲဝင်ရေးမရကျောင်းရှိလောက်တွင်မှလှဲနှစ်တင်ပြီးစေးုံတို့လူနာကိုခေါ်နိုင်ပြီကိုတိုးကလှဲစီစဉ်ထားသည့်ကျောင်းသားကြီးတွေကိုဥပမြင့်ကိုထမ်းခိုင်းရန်လွှတ်လိုက်မည်ဟုဆိုကထွက်သွားသည်မလာကငိုနေပြီသူ့ကိုဓာတ်ဘူးတွေဆောင်းတွေခေါင်းအုံးတွေအသင့်စီစဉ်ခိုင်းထားရသည်ကိုတန်းကကျောင်းသားအုပ်စုဝင်လာသည်သူတို့ကျောင်းထဲတွင်ချင်းလာခတ်နေစဉ်ကိုတိုးကလွှတ်လိုက်ခြင်းဖြစ်သည်ဆောင်းတစ်ထည်ကိုပကတ်လို့၍သူတို့ကဝါးတစ်လုံးနှင့်ထမ်းကြသည်ကျွန်တော်ကမာလာနဲ့သူ့ဘွားကိုနေခဲ့ရန်ပြောပြီးဆွဲချက်နဲ့ဆောင်တုတ်တိုင်းလွယ်ကကျောင်းသားတွေလူနာထမ်းသွားသောပကတ်နောက်ကနေအပြေးလိုက်ခဲ့ရသည်ကျောင်းရှိတွင်ကိုတိုးကလှဲတစည်းနဲ့စောင့်နေသည်ကျောင်းသားတွေကဥပမြင့်ကိုလှဲပေါ်တင်ပေးပြီးကလားကလှဲမောင်းသည်ကျွန်တော်တို့တိုက်နယ်စေးုံရောက်လာပြီကျွန်တော်ကဆရာဝန်ကြီးဦးမောင်မောင်မြင့်ကိုသူနေထိုင်သည့်တန်းလျားတွင်တော့တွေ့လိုက်သည်ဆရာလာဘယ်လဲဗျလူနာလာကြည့်ရလားကျွန်တော်ကြောင့်ကဆရာမလေးတယောက်ရဲ့အဖိုးအခြေအနေတိတ်အားမရလို့စေးုံခေါ်လာတာပါဆရာလိုက်ကြည့်ပေးပါအောင်အော်ဟုတ်လားလာလေတွားချရအောင်ကျွန်တော်တို့စေးုံလူနာဆောင်ကိုရောက်လာခဲ့သည်လူနာတွေ9ဦးခန့်ရှိနေသည်ဥပမြင့်ကိုကလတ်ထိုင်းဥပမြင့်ကိုကရင်တလုံးပေါ်တွင်ခိတ္တထားကကိုတိုးကပွေထားသည်ကျောင်းသားတွေကလည်းကရင်တလုံးပေါ်တွင်အိယာကိုပြင်းနေသည်ဆရာဝန်ကြီးနှင့်သူနာပြုဆရာမကြီးတို့စစ်ဆေးပေးကြသည်ဆေးထိုးသည်ပလင်းချိတ်သည်သို့တော်ဥပမြင့်ကသတိမရတစ်ချက်ရတစ်ချက်ဖြစ်နေသည်ဆရာဝန်ကြီးကကျွန်တော်ကိုလက်ကုပ်၍ခေါ်သည်ဆရာလူနာချေနေတိတ်ပြီးတော့အားမရဘူးသွေးပေါင်လည်းအရမ်းကျနေတယ်စောင့်ကြည့်ရမှာပေါ့ကျွန်တော်ဆေးတော့ထိုးပေးထားမယ်ကျွန်တော်ကကိုတိုးကိုပြန်လွှတ်လိုက်သည်ဝင်းနိုင်ကိုထမင်းလာပို့ရန်ပြောခိုင်းလိုက်သည်ကျွန်တော်နဲ့ကိုတန်းကចောင်းသား2ယောက်သာကျန်တော့သည်သူတို့လည်းမှောင်လာချိန်တွင်ပြန်လွှတ်လိုက်ရပြန်သည်စားတောက်ပြီးမှပြန်လာလို့ပြောလိုက်သည်တပည့်ကျော်ဝင်းနိုင်ကကျွန်တော်တိုက်ပုံနှင့်ထမင်းချားယူလာပေးသည်ကျွန်တော်ထမင်းစားပြီးချိန်တွင်ဥပမြင့်ကိုသွားကြည့်ရာအသက်ကိုခတ်ခဲစွာရှုနေသည်ဆရာဝန်ကြီးလာကြည့်သည်ဆရာမကြီးကိုညွှန်ကြားပြီးပြန်ထွက်သွားသည်ကျွန်တော်ကိုဆရာလာလီကျွန်တော်ခံလိုက်ပြီးနားပါလားရပါတယ်ဆရာចောင်းသားတွေရောက်လာမှပဲလာတော့မယ်ဆရာရောထမင်းစားပြီးပြီလားစားမလို့ကျွန်တော်လိုက်စားပါလားစားပြီးပါပြီဆရာခုပဲလူနာအခြေအနေဘလို့လဲဆရာတိတ်တော့အားမရဘူးဆေးတလုံးထပ်ချိတ်ထားသေးတယ်စောင့်ကြည့်ရမှာပေါ့ည10နာရီထိုးလောက်တွင်ចောင်းသားကြီး2ယောက်ရောက်လာသည်ကျွန်တော်ဝင်းနိုင်ကိုပြန်လွှတ်လိုက်သည်ထိုချိန်ကိုတိုးလဲရောက်လာသည်ကျွန်တော်တို့ဆေးရုံရှိခုံတန်းရတွင်သွားထိုင်လိုက်သည်ခြေနေဘလို့တဲ့လဲ
ဆရာဝန်ကြီးကတော့တိတ်အားမရဘူးပြောတာပဲအေးကွာတခုဖြစ်သွားရင်တော့ကောင်မလေးဒုက္ခပါပဲမလာလားအေးလေကောင်မလေးကတနာစရာမိပါလည်းမရှိတော့ဘူးအဖိုးအားကိုပြီးလာနေတာ哦တကယ်လို့တခုဖြစ်သွားရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲစဉ်းစားထားရမှာပေါ့ဘာကိုပြောတာလဲကလေးမလေးစားဝတ်နေပြဿနာဖြစ်လာပြီလေတဲကခမအပိုင်ဆိုသူတို့ဘယ်လိုစီစဉ်ပေးမှာလဲငါကလဲဆောင်တဲ့သဘောမျိုးထားတာပဲသူမရှိတော့ရင်တော့တယောက်ထားရတော့မှာပေါ့မလာတို့ရွာရဲခေါ်ရမှာပေါ့ငါတဲဝိုင်းတဲမှာပဲတဲဆောက်ပြီးစောင့်ရှောက်ထားပါမယ်ကွာတွေးထားကြည့်တာပါနော်မဖြစ်စေနဲ့လို့တော့ဆူတောင်းရမှာပေါ့ထို့ချင်းចောင်းသားတယောက်ရောက်လာသည်ဆရာကြီးလာကြည့်ပါဦးအသက်မရှူတော့ဘူးလားလို့ကျွန်တော်ကဥပမျက်နှာခေါင်းဝါရင်လက်ထားပြီးစမ်းကြည့်သည်ပါဇက်လေးတော့ဟနေသည်ဆရာဝန်ကြီးတော့ခေါ်ပါဦးဆရာဆုံးသွားပါပြီအချိန်မှတ်ထားလိုက်သေးလားဟုတ်ကဲ့မှတ်ထားပါတယ်ဆရာကျွန်တော်တို့ဆရာဝန်ကြီးထံစာရွက်စာတမ်းများကိုလက်မှတ်ထိုးပေးပြီးနောက်အလောင်းကိုတိတ်တဆိတ်ចောင်းသားများနှင့်ရွာနောက်လမ်းကနေပတ်ပြီးပကတ်ဆောင်ဖြင့်ထမ်းလာကြသည်တိုးတိုးတိတ်တိတ်လို့ရသည်အလောင်းပြန်တဲ့သည်ကိုသဘောမကျလျင်တားတတ်သောကြောင့်ဖြစ်သည်ဥပမြင့်ဤတဲကိုရောက်ချိန်တွင်မာလာကစီးပြီးတက်တာသွားပြီလားဆရာအေးကျွန်တော်သူ့ကိုတခွန်းပြောလိုက်သည်အလောင်းကိုတဲပေါ်တင်ခိုင်းလိုက်သည်ထို့နောက်မာလာမင်းအဖိုးဆုံးပြီမာလာကကြောင်ကြည့်နေသည်သူ့အဖွားအောင်ကိုလိုက်မှသူလည်းအောင်ကိုပြီးကျွန်တော်ကိုဆွဲထားသည်ဆရာကျမတို့တော့ခွေးဖြစ်ပါပြီဆရာရဲ့မာလာအတော်စိတ်ထိန်ကြပါဗျာကျွန်တော်တို့အလောင်းပြင်ကြရအောင်လေကျွန်တော်ကရွာလူကြီးတွေကိုအကြောင်းကြားခိုင်းရသည်ဥကံမြင်ရောက်လာသည်ကျွန်တော်တို့အလောင်းကိုစီစဉ်စရာရှိသည်များစီစဉ်ကြသည်ကျောင်းသားတွေကရွာထဲတွင်အောက်လင်းမီတွေတွားငှားကြသည်ညတွင်ချင်းကျွန်တော်တို့ယာယီတဲလေးကိုရှေ့တွင်ထုတ်ကစီစဉ်ကြသည်ကိုဝင်းချစ်လည်းရောက်လာသည်ဆရာပြန်နားကျင်သားလေကျွန်တော်တို့မိုးလင်းဆောင်ပေးလိုက်မယ်ရပါတယ်ဗျာကျွန်တော်လည်းနေပါမယ်ဟုတ်ပါဦးဆရာရဲ့ဆရာရှိနေတော့ကျွန်တော်တို့ဖဲရမှာခက်နေတယ်အဲ့ဒါကြောင့်ပြောတာဩဒါဆိုလည်းပြန်မမယ်ကိုတို့ရောနေခဲ့အောင်လားလိုက်မယ်ညမောင်တဲရင်ကိုတို့နဲ့ကျွန်တော်ဖះလန်းအတိုင်းပြန်လာခဲ့သည်ကိုတို့ကြီးကျွန်တော်တို့တွေးတဲ့အတိုင်းတော့ဖြစ်ပြီခမ ्या တို့တော့အားကိုရတော့မှာပဲကောင်မလေးနဲ့သူ့ဘွားခေါ်ထားလိုက်ပါဗျာကျွန်တော်တို့လည်းဝိုင်းပြီးစောင့်ရှောက်ပါမယ်တမောင်ဝင်မင်းကငါတစ်ခုလောက်မေးချင်တယ်ဘာလဲမင်းကအားလုံးကိုလိုက်ပူနေရပဲလားအားလုံးတော့လည်းဘယ်ဟုတ်မလဲဗျအကြောင်းကိစ္စအကြောင်းနဲ့ပတ်သက်တော့လည်းပူရတာပေါ့ဒါနဲ့မင်းဘာလို့ခုထိအိမ်အောင်မပြုတ်သေးတာဘာဆိုင်လို့လဲခမ ्या ဟာကမင်းအဲ့လိုကိုကြီးမဟုတ်ပဲသူများအေးလိုက်စဉ်းစားနေလို့မေးမရတာဖြစ်မှာနေပါအောင်ကျွန်တော်ခမ ्या ကမေးတော့ခမ ्या ဘာလို့ခုထိအိမ်အောင်မပြုတ်သေးရလဲပြောပါအောင်ငါမှချစ်ရမယ်သူရှိပြီးသားလေထုတ်လားဘာတူလဲမိချစ်လေငါအချစ်လေပေါ့မလာကိုလည်းချစ်တာပဲဒါပေမဲ့ကောင်မလေးကအကက်မခံလို့ခတ်တော့တာပဲကျွန်တော်ပြောတာကခမ ्या ဘဝမှန်တဲ့ချစ်သူမရှိဘူးလားလို့မေးတာဘာလဲကွာဘဝမှန်ဟိုဟာဗျာခမ ्या မေးပဲရစေအောင်ခမ ्या မိန်းမယူမှာလဲယောက်ျားယူမှာလားပြောအောင်မင်းဘာစကားပြောတာလဲငါဘယ်သူမှမယူဘူးအေးလေခမ ्या လိုဟာကြီးကိုယူမဲ့လူလည်းမရှိတော့ပါဘူးမင်းဘာစကားပြောတာလဲငါထိုးတက်လိုက်ကိုတိုးကကျွန်တော်ကိုတကယ်လမ်းထိုးလိုက်သည်ကျွန်တော်ကရှောင်လိုက်သည်လမ်းကရှွန်လန်းဖြစ်နေသည်ဖြင့်ခြေကြော်ကလဲသွားမိပြုကျွန်တော်ဖမ်းဆွဲလိုက်သည်သူ့ဝိတ်ကိုမထိန်နိုင်သည်ဖြင့်ကျွန်တော်တို့နှစ်ယောက်လုံးလမ်းဘေးစဘာဆိုင်ခင်းတဲ့သို့ပြုတ်ကျသွားသည်ဟုတ်ကဲ့ပါရှင်အပိုင်း14ကိုဒီနေရာမှာရက်နာပြီးအပိုင်း15ကိုနောက်ရက်မှာဆက်လက်ဖတ်ပြပေးပါမယ်ဆုံးထိလိုက်ပါနားဆင်ပေးခဲ့လို့ကျေးဇူးတူပဲတင်ရှိပါတယ်ရှင်